အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော် Trust Me ကနေ Survey and Knowledge Sharing YouTube Channel မှာကြိုဆိုလိုက်ပါခင်ဗျဒီနေ့မှာတော့ laptop တစ်လုံး Windows တင်ပြီး laptop တစ်လုံးကိုကျွန်တော်တို့ကနောက်ဆက်တွဲအနေနဲ့ဘာလို့လုပ်ကြမလဲဆိုတဲ့ဥစ္စာကိုတစ်ချက်မျှဝေပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်က Windows တင်ပြီးတာ set တစ်လုံးမှာပေါ့နော်တစ်ချက်ဘာအရင်စစ်ကြမလဲဆိုတော့တစ်ချက်အရင်ပြောပြလိုက်ပါမယ်တေချာတစ်ခုကကျွန်တော်တို့က Windows တင်ပြီးတာ set တစ်လုံးမှာပေါ့နော်ကျွန်တော်တို့ကအကယ်၍ laptop မှာ error ရှိရဆိုရင်မှာပေါ့နော်ဒီကျွန်တော်တို့က Windows တင်ပြီးလိုက်တာနဲ့ဒီကျွန်တော်တို့ကကိုပေါ့နော် keyboard error ပေါ့နော်ဒီရှိရဆိုလို့ရှိရင် keyboard ကကောင်းလိုက်မကောင်းလိုက် error issue ရှိနေရပေါ့နော်အဲ့လို issue ရှိနေဆိုရင်မှာ Windows တင်လိုက်ခြင်းအပြင်ကျွန်တော်ကလုံးဝ keyboard ကကောင်းသွားတဲ့အနေထားလည်းရှိရဒါမှမဟုတ်လုံးဝမကောင်းဘူးဆိုတဲ့အနေထားလည်းသိနိုင်တယ်ပေါ့နော်အဲ့ခါမှာဆိုရင်ကျွန်တော်တို့ကဒီ Windows တင်ပြီးတာ set တစ်လုံးမှာဆို error တွေပေါ့နော်အလုံးစုံသိလို့ရတယ်တေချာဆန်းလို့ရတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကတစ်ချက်ပေါ့နော်ဒီနောက်ဥစ္စာတစ်ချက်ဒီ Windows တင်ပြီးတာဥစ္စာမှာကျွန်တော်တို့ဒီပေါ့တစ်ချက်ဘာဆက်လို့ရသွားမလဲဆိုတော့ကျွန်တော်တစ်ချက်ပြမယ်အဲ့ဒီတော့ laptop ကနေပေါ့နော်ကျွန်တော်က Windows ရဲ့ R-key တဲ့တစ်ချက်နှိပ်လိုက်မယ် DHDIAG ဆိုပြီးကျွန်တော်ရိုက်လိုက်မယ်ပေါ့နော် DH အဲ့နောက်ခေါ်လိုက်ပေါ့နော်ဒါလေးရပါတော့ဒီ laptop ရဲ့ model လေးကိုကျွန်တော်တို့တစ်ချက်စစ်တာပေါ့နော်ဒီ laptop မှာဒီ laptop ဆိုလို့ရှိရင်ကျွန်တော်အခု Windows 11တစ်ချက်တင်ထားတာပေါ့နော် Windows 11တင်ထားပြီးပါပြီဘာဆိုဘာမှတော့မလုပ်ကြသေးပါတော့ Windows 11 64နဲ့တင်ထားတယ်ဒီ laptop အနေနဲ့တော့ Intel Celeron ပေါ့နော် 4120လို့ခေါ်ပါတယ် RAM အနေနဲ့ကတော့ 4K ရှိရပေါ့နော် graphic အနေနဲ့ကြတော့ဒီ graphic မပါဘူးပေါ့နော်ဒါရိုးရိုး on board လောက်ပဲပေါ့နော်ဒီရိုးရိုးပုတ်ပဲအဲ့မှာကျွန်တော်တို့ကဒီ laptop ကိုပေါ့နော်ဘာမှတော့တစ်ချက်မလုပ်ရသေးဘူးလုပ်ရသေးဘူးဆိုတော့ကျွန်တော်ဒီ laptop မှာပေါ့နော်တေချာတစ်ခုကဘာ software မှလည်းမသွင်းရသေးဘူးလို့ဒီ laptop နဲ့ပတ်သက်တဲ့ဘာ driver မှလည်းမမောင်းရသေးဘူးပေါ့နော်အဲ့တော့အရင်ဆုံးပေါ့နော်ဒီ laptop ကိုတစ်လုံးအတွက်ဘာ driver မောင်းရမယ်ဆိုတော့သိချင်တဲ့အခါမှာဆိုရင်disk PC ကို right click ထောက်လိုက်မယ်ဒီပေါ့နော်ပြန်လုပ်မယ်ဒီ disk PC ကို right click ထောက်လိုက်ပါတော့ထောက်လိုက်ပါနဲ့ show more option ကိုကြောင်းသွားမယ်တွားပြီးတော့ manage ဆိုတာနှိပ်လိုက်ပါတော့manage ဆိုတဲ့ဥစ္စာကိုနှိပ်လိုက်လို့ကျွန်တော်ဘယ်ရောက်ရမလဲဆိုဒီ device manager ကိုသွားမယ် device manager ဒီဟာဆိုတာဒီ set တစ်လုံးမှာပေါ့နော်ဒီ driver တွေကဒီတက်မသိသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ Windows တင်ပြီးသား set တစ်လုံးကိုပထမဆုံးအနေနဲ့ကျွန်တော် error ဆက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ error တော့ဆက်တာမပြတော့ဒီ video လေးရှင်းသွားမှာဆိုတော့ကျွန်တော်ကဒီ laptop မှာ driver တွေဒီတက်မသိလို့ရှိပေါ့နော် speaker တွေတချို့မရတာရှိရ touchpad တွေမရတာလို့ wifi တွေမရတာရှိရပေါ့နော်အဲ့တော့ဒီ set ကိုကျွန်တော်တို့က wifi driver ဒီပေါ့နော်ဒီ set နဲ့ပတ်သက်တဲ့ driver လေးကျွန်တော်မောင်းရမယ်ပေါ့နော်အဲ့တော့ဒီမှာဒီ device manager ညောင်းသွားလိုက်တာ ਨੇ ဒီမှာပေါ့နော်ဒီမှာတွေ့လားမသိအဝါရောင်လေးဒီမှာထားပေါ်နေဒါရဲ့ဒီ set တစ်လုံးမှာရှိရ driver ဒီတက်မသိသေးရပါဘောနော်ဒီအဲ့ကြောင့်ဒီလိုအဝါရောင်လေးပေါ်နေရပြီးတော့ display data ကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါတော့အဲ့မှာဆိုတာသူနဲ့ပတ်သက်တဲ့ driver ပေါ့နော်ဒီတက်မသိသေးသူနဲ့ပတ်သက်တာဘာ driver လဲဆိုရင်ဒီလိုတစ်ချက်ပြမယ်ဒီမှာပေါ့နော်ဒီလိုမျိုးလေးတစ်ချက်ရေးထားတယ်ဒါ Intel ပေါ့နော် Intel Celeron အတွက် driver လေးဒီတက်မသိသေးဘူးပေါ့နော်အဲ့ရလေးကျွန်တော် driver လေးမအောင်မယ်အဲ့တော့ကျွန်တော်လုပ်ရပါတော့ဒီလိုဒီတက်မသိတဲ့ driver တွေပေါ့နော်ကျွန်တော်က driver install လေးလုပ်ရမယ် driver install လုပ်ဖို့အတွက်ကကျွန်တော်တို့က driver ကိုဘယ်လိုမျိုး install လုပ်ရတယ်ဆိုတော့နည်းလမ်းလေးကျွန်တော်မျှဝေပေးပါမယ်အဲ့တော့ driver ကို install လုပ်ဖို့က driver ဒီတက်သိအောင်လုပ်ဖို့ကနည်းလမ်း3နည်းရှိရပါတော့ပထမတစ်နည်းကကျွန်တော်လုပ်ရပါတော့ဒီ Windows update ပေါ့နော်ကျွန်တော်တစ်ချက်ပြမယ် Windows update လုပ်ရင်းနဲ့ပေါ့နော်ဒီမှာပေါ့နော်ဒီ search bar မှာ Windows update ဆိုပြီးတော့ကျွန်တော်ရိုက်ရှာလိုက်ပြီးလို့ဒီမှာတွေ့ရပါတော့ Windows update အဲ့ကောင်တစ်ချက်နှိပ်လိုက်မယ် Windows update မလုပ်ခင်ပေါ့နော်ဒီမှာ Wi-Fi လေးရတော့ချက်ချိတ်ထားတာပေါ့နော်ဘာဖြစ်လဲဆိုတော့ Wi-Fi ချိတ်ထားမှသူက down မှာပေါ့နော်သူနဲ့တက်ဆိုင်တယ်ဒီလိုမျိုးတွေ့ရပါတော့အဲ့လိုဆိုလို့ရှိရင်ကျွန်တော်ဒီမှာ chat for update ဆိုတဲ့ဥစ္စာလေးချက်နှိပ်လိုက်မယ်အဲ့တော့ပေါ့နော်ကျွန်တော်တို့ Windows update ဆိုတဲ့ဥစ္စာကို Wi-Fi ချိတ်ထားပြီးတော့ကျွန်တော်သုံးလိုက်တယ်တော့အခုပေါ့နော် checking for update ဆိုပြီးတော့သူကတစ်ချက် update အနေနဲ့ရှာနေရပါတော့အမှပြောချင်တာကဒီ Wi-Fi ဒီ Windows update လုပ်ဖို့က Wi-Fi ရှိမှရမှာပေါ့နော်တခါလေကြာရင်ကျွန်တော် Windows တင်ပြီးတာ set လုံးက touchpad တွေမရလို့ Wi-Fi လို့မရဘူးဆိုလို့ဒီအဆင့်ကိုကျွန်တော်လုပ်လို့မရဘူးပေါ့နော်အဲ့တော့သူ့မှာဒီအနေနဲ့ဟိုနည်းနည်းလေးကြာမယ်အားသာချက်အနေနဲ့က
ဒီဘာမှဒီ driver တွေကိုတစ်ချက်ဒီသေးလေးသိကြမလို့ပဲနဲ့ Wi-Fi ချိန်ထားရင်လည်းတစ်ချက်ပေါ့နော်သူကလည်းထောင်းပါမယ်အဲ့ဒါဆိုကျွန်တော်ပြောရင်းနေပေါ့နော်ဒီမှာသူနဲ့ပတ်သက်တဲ့ဥစ္စာလေးပေါ့နော်ဒီမှာဒီ driver 3ခုပေါ့နော်3ခုဒီမှာပေါ့ downloading လုပ်နေပေါ့နော်အဲ့ downloading ပြီးသွားပြီဒီဘက်မှာလည်း processor ဒီ update available နဲ့ ready ဖြစ်သွားပြီဆိုလို့ရှိတော့တော်များ driver ရဲ့ဒီသက်တည်ရပေါ့နော်အဲ့ဒါပထမနည်းအနေနဲ့ Windows update လုပ်ရင်းနဲ့ပေါ့နော်ဒီက driver 3မောင်းလို့ရတာဖြစ်ပါတယ်ဒုတိယအနည်းကိုကျွန်တော်တစ်ချက်မျှဝေပေးပါမယ်ဒုတိယနည်းအနေနဲ့ကြတော့ကျွန်တော်တို့ကပေါ့နော်ဒီ laptop ဒီကျွန်တော် model ကိုတစ်ချက်တည်ပြီးတော့ပေါ့နော်သူနဲ့ပတ်သက်တဲ့ driver တွေကိုဒီ browser တစ်ခုမှာပေါ့နော်ကျွန်တော်သွား down ရမှာပေါ့နော်အဲ့တော့ပထမဆုံးဒီ model ကိုကျွန်တော်ကသိဖို့လို့ပေါ့နော် model သိစေချင်တယ်ဆိုလို့ရှိရင်keyboard ကနေပေါ့နော် Windows ရဲ့ R key ရနှိပ်လိုက်မယ်နှိပ်ပြီးတော့ CMD ဆိုပြီးကျွန်တော်ရိုက်လိုက်မယ်ပေါ့နော် CMD OK နှိပ်လိုက်မယ်နှိပ်လို့ရှိရင်ဒီလို box လေးပေါ်လာပေါ့နော် box လေးပေါ်လာအဲ့ကြလို့ကျွန်တော်ဗာရေးရမလဲဆိုပေါ့နော် WMIC space ပါပြီးတော့ CS product ဆိုပြီးတော့အဲ့ရောက်တစ်ချက်ရိုက်လိုက်မယ်ရိုက်လိုက်တာနဲ့ပေါ့နော်ဒီလိုမျိုးဒါလေးပေါ်လာဒါကအဓိကပြောချင် laptop တစ်လုံးရပေါ့နော်သူနဲ့ပတ်သက်တဲ့ system information detail လေးပေါ့နော်ဒီကောင် PF2P6 AR8 ဆိုတော့ဒါကသူ့ရဲ့ serial number လေးဖြစ်ပါတယ်ဒါကတော့ပေါ့နော်ဒီ Lenovo V14 IGN ဆိုတာဒါသူ့ရဲ့ model ပေါ့နော်ဒီ Lenovo မှာသူ့ model မျိုးမျိုးရှိရဆိုတော့လေအဲ့တော့ကျွန်တော်တို့ကတစ်ချက်သူ့ driver ကိုမောင်းဖို့down ဖို့တော့ပေါ့နော်ကျွန်တော်ဒီသူ့ model လေးမှာဖြစ်မနေသိရဖို့လိုရပေါ့နော်အဲ့တော့ခုနကကျွန်တော်ပေါ့နော် Lenovo V14-IGN ဆိုတဲ့သူ့ model ကိုသိရပြီပေါ့နော်သိရတော့ကျွန်တော် browser တစ်ခုကိုသွားလိုက်တယ် Wi-Fi လေးချိန်ထားပါပေါ့နော်ပြီးတော့တစ်ချက် download ဆိုပြီးတော့ကျွန်တော်နှိပ်လိုက်တယ်ပေါ့နော်Lenovo V14-IGN download ဆိုပြီးကျွန်တော်ပေါ့နော်ဒီနားလေးမှာတစ်ခုထပ်ထည့်ရမှာပေါ့နော် driver ပေါ့နော် download ဆိုတော့နှိပ်လိုက်မယ်နှိပ်လိုက်တာနဲ့ဒီလိုပေါ်လာပါပေါ့နော်ဒီလိုပေါ်လာပြီဆိုတော့ကျွန်တော်ဒီကောင်လေးပေါ့နော်ဒီမှာတစ်ချက်အမျိုးမျိုးရှိရပေါ့အဲ့မှာကျွန်တော် driver folder ဒီအားနေပေါ့နော်ဒီသူ့ site ကနေဆိုပို့အစိမ်ပြေပေါ့နော်ဒီ laptop ကနေလို့ series ဆိုတော့ကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုတော့ဒီလိုပေါ်လာရပေါ့နော်ဒီလိုမျိုးဒါကသူ့ရဲ့ Lenovo နဲ့ပတ်သက်တဲ့ website တွေရောက်ပါပေါ့နော် driver တွေ download ရပါပေါ့နော်ဒါကြောင့်ဒီနားလေးမှာဒါနှိပ်လို့လည်းရပါပေါ့နော်အဲ့တော့ဒီနားမှာ series ဆိုတော့ကျွန်တော်တစ်ချက်ရိုက်ထည့်ပေးရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မရိုက်ထည့်လည်းရတယ်ဒါပေမဲ့ပိုသိကြခြင်းတယ်ပေါ့နော် driver များများသိကျင်တယ်ဆိုရင်ရိုက်ထည့်ပေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ခုနကနေပြန်သွားမယ်သူ့ရဲ့ serial လေးကိုကျွန်တော် copy ယူလိုက်မယ်အားပြီးဆိုတော့ enter serial နဲ့မှာကျွန်တော် page ချလိုက်မယ် page ချပြီးကျွန်တော် enter ခောက်လိုက်မယ်enter ခောက်မယ်ခောက်ပြီးပြီဆိုရင်ကျွန်တော်ဒါလေးတစ်ချက်နှိပ်လိုက်မယ်ပြီးပေါ့နော်ဒီ automatic update မဟုတ်ဘဲနဲ့ manual update ဆိုတဲ့ဥစ္စာကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ် select driver ပေါ့နော်အဲ့အောင်နှိပ်လိုက်မယ်နှိပ်ပြီးဒီနားမှာပေါ့နော်ဒီမှာဆိုရင်နောက်ဥစ္စာလေး page ချရလက်ချပေါ့နော်မချလည်းရတယ်ဒီမှာ operating system ပေါ့နော်ကျွန်တော်တို့ဒီ operating မှာ okay ကျွန်တော်တို့က Windows 10တင်ထားရဆိုရင် Windows 10ယူရမှာပေါ့နော် okay Windows 10မှာကျွန်တော်အခု11ယူထားတဲ့အတွက်တင်ထားဖြစ်တဲ့ကြောင့်1164 bit ပေါ့နော်32 bit နဲ့ဆို32 bit ယူရ64ဆို64 bit ယူရမှာပေါ့နော်ယူလိုက်တယ်64 bit ဒါကြီးကတော့ရေးစရာမလိုပေါ့နော်အဲ့ရတစ်ချက်နှိပ်တယ်ဒီမှာပေါ့နော်ဒါသူနဲ့ပတ်သက်တဲ့ driver ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတခြားလေးတစ်ချက်နှိပ်လိုက်လို့ရပါတော့တခါကြီးကျတော့သူနဲ့ပတ်သက်တဲ့ driver ပေါ့နော်ဒီ software driver ဒီမှာဆိုလို့ရှိရင်ဒါဒီ laptop မှာပါတယ်ပေါ့နော် driver တွေလေးပေါ့နော်အကယ်၍ဒီ driver ကိုတစ်ချက်ကျွန်တော်သုံးညင်တယ်ဆိုလို့ရှိရင်ဒီမှာဘေးနားမှာရှိရပေါ့နော် download ဆိုတဲ့ဥစ္စာလေးနှိပ်လိုက်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အကုန်လုံးတော့ကျွန်တော် down တာမပြတော့ဘူးကျွန်တော်အဓိကသုံးရမယ့်ဥစ္စာတစ်ခုပဲကျွန်တော်ဟိုပါပေါ့နော်အဓိကတစ်ခုလောက်ကိုပဲကျွန်တော် test အနေနဲ့စမ်းပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ driver တစ်ခုကျွန်တော်လိုချင်တယ်ပေါ့နော်လိုချင်တယ်ဆိုရင်ကျွန်တော်ဒီမှာပေါ့နော်ဒီ download ဆိုတဲ့ဥစ္စာလေးကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်ဒီမှာ down ပြီးသားပြပါပေါ့နော်အဲ့တော့ဒီကောင်လေးကိုကျွန်တော် install လုပ်ကြမယ်ပေါ့အကုန်ပြီးနှိပ်လိုက်မယ်နှိပ်လိုက်ပြီးနှိပ်လိုက်ပြီဆိုတော့ကျွန်တော် Windows Defender တော့ပိတ်တာပေါ့နော်မပိတ်လို့ကြီးတော့ run လို့ရမှာပေါ့နော်အဲဒီကောင်လေးနှိပ်လိုက်မယ်ပြီးတော့ဒီကလေးတစ်ချက်နှိပ်မယ်နှိပ်ပြီးပြီဆိုတော့ Windows Security တက်ရောက်သွားပြီဒါပေမဲ့ Virus and Threat Protection နဲ့သွားမယ်Virus and Threat Protection setting အောက်က Manage setting ဆိုတာနှိပ်မယ်ပြီးတော့ on နေတဲ့ဥစ္စာကြီးကျွန်တော် off ပေးရမှာပေါ့နော် okay မ off ပေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပေါ့နော် driver တွေကို Virus file တင်ပြီးတော့ချိန်သွားမှာဖြစ်တဲ့ကြောင့်ကြိုတင် off ပေးရမှာပေါ့နော်အဲ့တော့ဒါလေးနှစ်ချက် run လိုက်မယ်ဟိုWindows Defender လေးပိတ်ပြီးဆိုတော့ဒီကျွန်တော် file ကို run လိုက်လို့ရပြီပေါ့နော်
အဲ့ရော run မယ် next နဲ့သွားမယ် next နဲ့သွားမယ် install finish ပေါ့နော်ဒီပုံစံတိုင်းမှာပေါ့နော်ကျွန်တော်တို့ဒီမှာရှိတဲ့ driver လေးကိုပေါ့နော်သူနဲ့တက်ဆိုင်တဲ့ driver တွေကိုဒီ website မှာပေါ့နော်ဒီခုနကကျွန်တော်ပြသလိုမျိုးဒီ website မှာတစ်ခုချင်းစီတွားပြီးတော့down မယ် install လုပ်မယ်ပေါ့နော်အကြိုက်ဒီအကောင်လေးကအဝါလေးအကုန်ပျောက်လာပြီးတော့အဆင်ပြေသွားမယ်ပေါ့နော်ဒါကတော့နံပါတ်2အနေနဲ့ browser ပေါ်မှာတွားထောင်းတာပါနောက်ဆုံးဒီပေါ့နော် Windows driver ကို install လုပ်ဖို့တော့တတိယအနေနဲ့ကျွန်တော်တို့ကပေါ့နော်ဒီ laptop မှာကျွန်တော်တက်ဆိုင်တဲ့ driver တွေကိုပေါ့နော်တခြားထည့်ထားတာပေါ့နော်အဓိက hard disk ဖြစ်ဖြစ်ဒီ laptop မှာဖြစ်ဖြစ်အဲ့ driver တွေရှိပြီးသားဥစ္စာအတွက်ဆိုလို့ရှိရင်ပို့အဆင်ပြေရပေါ့နော်အဲ့တော့ဒီကျွန်တော်မှာဆိုဒီကောင်နဲ့တက်ဆိုင်တယ်ဒီ laptop နဲ့တက်ဆိုင်တယ်ပေါ့နော် driver ဒီမှာဆို Intel ဖြစ်တဲ့ကြောင့်ကျွန်တော် Intel driver တွေပေါ့နော်တစ်ချက်မောင်းလိုက်မယ်ဒီနံပါတ်3အနေနဲ့ပေါ့နော်အဓိကပြောချင်တာဒီ driver ပေါ့နော်ဒီဥမာ laptop ဒီ model နဲ့ပတ်သက်တဲ့ driver တွေကိုကြိုတင်ပြီးတော့ထောင်းထားတာလို့တင်ထားတာလို့ပေါ့နော်အဲ့လိုမျိုးတစ်ချက်တင်ထားရင်လည်းကျွန်တော်တို့ set run လို့ရပါပေါ့နော်ဒါကတော့ပိုစိတ်အပြေဆုံးလို့ကျွန်တော်မြင်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီကောင်နဲ့လည်း match ဖြစ်တယ်ရှေ့မှာလည်းသုံးထားတဲ့အတွက်ကြောင့်ကျွန်တော်အခြေမရွေးပေါ့နော် online ရှိမရှိဒီ edit လေးဖြစ်ဖြစ် SSD ဟိုပါပေါ့နော်ဒီ data ရှိလိုက်တယ်ကျွန်တော်တို့ကပေါ့နော်ဒီ driver လေးကိုတစ်ချက် run ဖို့ပိုအဆင်ပြေရပေါ့နော်ဘာမှအကူအညီသိမ့်မလို့yes နှိပ်လိုက်မယ်ပေါ့နော်အဓိကပေါ့နော်ဒီ data ဒီ2နဲ့ပတ်သက်တဲ့ driver တွေကိုကျွန်တော်တို့ကတင်ပါ ready တင်ထားမယ်တင်ထားပြီးတော့ပေါ့နော်ဒီမှာအခုလိုလိုတဲ့အခါမျိုးမှာကျွန်တော် run လိုက်ရမှာပေါ့နော်ဒါကြောင့်နံပါတ်3အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီ driver install လုပ်နေလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော် Windows driver ပေါ့နော်ခုနက install လုပ်ပြီးတဲ့နောက်မှာပေါ့နော် install လုပ်တာဆို total ဆိုလို့ရှိရင်ကျွန်တော်ပေါ့နော်အနည်းဆုံးနိုင်ခွက်တစ်နိုင်လောက်တော့ကြာသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော် Windows driver ပေါ့အကုန်လုံးပြီးမပြီးကျွန်တော်တစ်ချက်စစ်ကြည့်ပြန်ပေါ့နော်အဲ့တော့ disk space ကိုတစ်ချက်နှိပ်လိုက်မယ် zoom option ကိုသွားမယ် manage ဆိုတာသွားလိုက်မယ်ဒါဆို device manager သွားမယ်ခုနကပေါ့နော်အဝါရောင်လေးတွေမရှိတော့ဘူးဒီတက်သိသွားပြီပေါ့နော်ပြီးတော့အဲ့ရအပြင်ကျွန်တော် display data ပေါ့နော်ဒီ laptop ရဲ့ onboard Intel USB ပေါ့နော်အဲ့ driver လေးပါတည်သိသွားပါနော်အဲ့တော့ driver install လုပ်တာတော့ပြီးသွားပြီဘာနဲ့တစ်ချက်အဆင်ပြေသွားလဲလို့ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီသူနဲ့သက်ဆိုင်တဲ့သူ laptop model ကိုရိုက်ပြီးတော့ line ပေါ်မှာတောင်းပြီးတော့ install လုပ်တာလေပြီးတော့ Windows update တွေလည်းလုပ်တယ်အစုံလုပ်လိုက်တယ်ပေါ့နော်ဒီတစ်ခုလို့တခါကျရင်ခုနကကျွန်တော်ပြောတဲ့ Windows ပေါ့နော်အဓိကဒီ Windows driver အတွက် install လုပ်ဖို့ပေါ့တခုတည်းနဲ့အဆင်မပြေနိုင်ဘူးအဲ့တော့3နည်းလုံးနီလန်3နည်းလုံးကိုသုံးချပြီးတော့ကျွန်တော်အဆင်ပြေသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော် Windows update နဲ့ Windows driver တွေကိုဒီတစ်ချက်လုပ်ပြီးရနောက်မှာပေါ့ကျွန်တော်ဒီ laptop မှာပေါ့နော် software တွေသုံးဖို့အတွက်ကိုကျွန်တော် ready ဖြစ်အောင်ကျွန်တော် software တင်တော့ပေါ့နော်အဲ့တော့ကျွန်တော်တို့ software ကတော့ကျွန်တော် down တော့မ down တော့ဘူးเนาะ ready ကျွန်တော်မှရှိပြီးသားဆိုကျွန်တော် software တင်ဖို့အတွက်ပေါ့နော်ကျွန်တော်ဒီ hard disk ထဲကိုတစ်ချက် hard disk လေးကတော့ ready ထိုးထားပါပေါ့နော် ready ထိုးထားပြတဲ့ကြောင့် hard disk လေးကိုhard disk ထဲမှာရှိတဲ့ data လေးပေါ့နော်ကျွန်တော်သွားမယ်သွားပြီးတော့ကျွန်တော် software install လုပ်မှာပေါ့နော် hard disk သွားလိုက်သွားပြီးနောက်မှာကျွန်တော်ဒီကောင်အရင်ဆုံးပေါ့နော် driver တင်ပြီးချင်းဆက်မှာဆိုရင်ကျွန်တော် Office 2019ကိုကျွန်တော်အရင်ဆုံး software ပေါ့နော် Office အတွက် Windows အတွက်က driver တွေ update ပြီးသွားပြီဆိုရင်ဒီကျွန်တော် Office software လေးပေါ့နော်ကျွန်တော်တွင်းမယ်အဲ့တော့ကျွန်တော်ဒီမှာပေါ့နော် Office software ကျွန်တော်ဒီ desktop ကိုကျွန်တော် copy ပြီးတော့ software ကို desktop ပေါ်ပေးချလိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ခဏတစ်ချက်စောင့်နေမယ်နော် Office လေးကို install လုပ်ဖို့အတွက်ပေါ့နော်ဒီ Office software 2019လေးကတစ်ချက်ကူးရလေးပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုတော့ကျွန်တော် install တစ်ချက်လုပ်ပါပေါ့နော် install လုပ်မှာဖြစ်တဲ့ကြောင့်ကျွန်တော်ဒီကူးရတဲ့ file တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်အရင်ဆုံးကျွန်တော်တို့ကဒီကားလေးမဖွင့်ခင်ကျွန်တော်တို့ကပေါ့နော်ဒီမှာအစအနေပြန်ပြပါပေါ့နော် software တစ်ခု run မယ်ဆိုရင်ကျွန်တော်တို့က Windows မှာပေါ့နော် original ပါတဲ့ Windows Defender ဆိုတာပိတ်ကြမှာပေါ့နော်အဲ့တော့ဒီကားလေးတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ Virus and Threat Protection ဆိုတာနှိပ်မယ်နှိပ်ပြီး Virus and Threat Protection အောက်က Manage Setting ဆိုတာနှိပ်မယ်ဒီမှာ on နေတဲ့ဥစ္စာကို light off ကမယ်ပေါ့နော်အကယ်မ on ထားဘူးဆိုရင်သူက Virus ဆိုပြီးတော့ပေါ့နော်ဒီကျွန်တော်ရဲ့ file တွေကိုကျိတ်သွားပြီးတော့ကျွန်တော် file တွေပြတ်တာပေါ့နော်ပြီးတော့ software သွင်းလို့မရအနေထားတွေဖြစ်နိုင်တယ်အဲ့တော့အဲ့ရပြီးဆိုရင်ကျွန်တော်ခုနကပေါ့နော်ဖွင့်တာOffice 2019 file တွေကိုတစ်ချက်နှိပ်လိုက်မယ်နိုင်ပြီးဒီမှာပေါ့နော် EAC ဆိုတဲ့ file တစ်ချက်တုတ်ကမယ်အခုဒီမှာဆိုလို့ရှိရင်ခုနပြတ်သွားပေါ့နော်ပြတ်သွားဆိုကျွန်တော်တစ်ချက်တော့ပြန်file လေးပြန်ကူရမှာပေါ့နော်
အဲ့ကျွန်တော် file လေးတစ်ချက်ပြန်ကူပြီးတော့မှာပေါ့နော်ဒီ office 2019လေးကိုပြန်ဖွင့်လိုက်မယ်ဖွင့်လိုက်ပြီးဒီဟိုပါပေါ့နော် EAC ဆိုတဲ့ဒီ file လေးနှစ်ချက် run ရမယ်နှိပ်ကမယ်ပေါ့နော်နှစ်ချက်နှိပ်လိုက်တော့ဘောနော်ဒီလိုမျိုးလေးတစ်ချက်ပေါ်လာတယ်အဲ့မှာ yes or no run လားပေါ့နော်အဲ့ရော yes ဆိုပြီးကျွန်တော်နှိပ်လိုက်မယ်အဲ့ဒီဒီလိုမျိုးလေးပေါ့ကျွန်တော်ဒီမှာပေါ့နော် office ကကျွန်တော်19သွင်းပါပြီတော့ကျွန်တော်19ဆိုတာရွေးလိုက်မယ် 64 ကမှန်တယ်ပေါ့နော်အဲ့မှာကျွန်တော် word ရဲ့ excel ရဲ့powerpoint ရဲ့တုံးမှာဖြစ်တော့ကျွန်တော်ဒီမလိုတဲ့ပေါ့နော် excel တွေ OneNote ဒီ publisher တွေဒီအရာပေါ့နော်မလိုတော့ကျွန်တော်ဖြတ်ချလိုက်မယ်ဘာဖြစ်လဲဆိုတော့ဒီကောင်လေးတစ်ချက် run ဟိုအမှန်ချစ်ပေးတာရေပေါ့နော်သူကဒီ software တွေပါ install လုပ်မှာဖြစ်တော့အချိန်စောက်ကပေါ့နော်ပုံမှန်တဲ့အချိန်ပိုစောက်ကမယ်အဲ့မလိုတာဖြစ်တော့မလိုတဲ့ဥစ္စာကျွန်တော်အမှန်ချစ်တွေဖြုတ်လိုက်မယ်လိုတဲ့ဥစ္စာပဲအမှန်ချစ်ထားပြီးကျွန်တော် install ဆိုဆိုင်နှိပ်လိုက်မယ်ပေါ့နော် Office image install ပေါ့နော်လောက်တာတော့စာ run နေပြီအချိန်ကတော့အနည်းဆုံးတော့ပေါ့နော်15မိနစ်20လောက်တော့ဒါဆက်တလုံးပေါ့တစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့နော်အချိန်တော့နည်းနည်းအဲ့အချိန်လေးတော့သွားမယ်တချို့ဆက်တွေကလည်း7မိနစ်လောက်နဲ့သွားတယ်ပေါ့နော်တချို့ဆက်ကလည်းမိနစ်20ကျော်လောက်သွားတယ်ပေါ့နော်ဒါပေမဲ့ဆက်ရဲ့performance မှာမူတည်ပေါ့နော်အဲ့ဒီတော့ပေါ့နော်ကျွန်တော်တို့တွေ office software လေး run တာတစ်ချက်ပြီးသွားတော့ပေါ့နော်ဒီလိုမျိုးလေးတစ်ချက်ပေါ်တယ်ဒါပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဘာလို့ activate လုပ်ကြရမှာပေါ့နော် software run တာတော့ပြီးပြီဆိုတော့ကျွန်တော် activate တစ်ချက်လုပ်မှာပေါ့နော် activate လုပ်တာလည်းဘာမှမခက်ပါဘူးအဲ့တော့ကျွန်တော်အတီးဆုံးပေါ့နော်နောက်မှကျွန်တော် what excel powerpoint တို့နဲ့ပတ်သက်တဲ့ဥစ္စာကျွန်တော်တစ်ခုချင်းစီလိုက်တိုင်းပေါ့နော်what excel powerpoint ပေါ့နော်ကျွန်တော်တစ်ချက်ဖွင့်မယ်ပေါ့နော်အဲ့ဒီတော့ဘောနော်ကျွန်တော် what excel powerpoint တွေကို activate လုပ်မယ် activate မလုပ်ခင်မှာကျွန်တော်ဘောနော်ဒီ shortcut လေးတွေကိုကျွန်တော်ဒီ desktop ပေါ်တင်ထားလိုက်တယ်ဘောနော်ဒါရလွယ်ပါတယ်ဒါပေမဲ့ကျွန်တော် activate လုပ်မယ်ဆိုရင်ကျွန်တော် word တွေ excel တွေ powerpoint တွေကိုကျွန်တော် activate လုပ်မယ် software တွေကိုကျွန်တော်တစ်ချက်ဖွင့်ထားတယ်ဘောနော်ဒီလိုမျိုးလုပ်ထားတယ်ဖွင့်ပြီးဆိုတော့ activate လုပ်ဖို့အတွက် software တစ်ချက်သွားမယ်ဘောနော် office 2019တွေကိုသွားလိုက်မယ်သွားပြီးဆိုတော့ office 2019 activation နဲ့ phase ဆိုတာရှိရဲအဲ့အောက်က gans2.exe ဆိုတာနှစ်ချက် run နိုင်မယ်နှစ်ချက် run လိုက်လို့ဒါ run မလားလို့မေးရပါဘောနော်အဲ့ကြောင့်ကျွန်တော် yes ဆိုပြီးနှိပ်လိုက်တယ်အဲ့တော့ဒီလိုမျိုးလေးပေါ့နော် run လိုက်တဲ့အခါမှာဒီလိုမျိုးလေးပေါ်လာတယ်ဒါကတော့ activate လုပ်တဲ့ software ပေါ့နော်အဲ့ဟာကိုကျွန်တော်ဒီမှာဆိုလို့ရှိရင်ပေါ့နော် Gans activate လုပ်လို့ရတာမျိုးမျိုးရှိရပေါ့နော်ဒါပေမဲ့ကျွန်တော် ACD app portable ဆိုတဲ့ဥစ္စာကိုတစ်ချက်နှိပ်လိုက်မယ်နေဒီမှာ window activate လုပ်ချင်တယ်ဆို window activation ဆိုတာနှိပ်မယ်ပေါ့နော် office ဆို office အတွက်ပေါ့နော်ဒီအသေးချာတစ်ခုကဒီ laptop window activate ကို office activate ကိုနှစ်ခုလုံးမလုပ်ကြဘူးမလုပ်ကြသေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နှစ်ခုလုံးလုပ်ကြရပါပေါ့နော်အဲကျွန်တော်အဓိက office activation ရေးလုပ်မှာဖြစ်တဲ့ကြောင့်ကျွန်တော် office activation ဆိုတာနှိပ်လိုက်မယ်ခဏတော့တစ်ချက်စောက်ပြအောင်ပေါ့နော်ဒီမှာဆိုစ run နေရဖြစ်တယ်ပေါ့နော်အဲတော့ဒီ wine လေးကတစ်ချက်ငြိမ်သွားပြီဆိုလို့ရှိရင်တော့အဆင်ပြေပေါ့နော်အဲ့တော့ကျွန်တော် activate လုပ်တာတော့ခုနတစ်ချက်3မိနစ်4မိနစ်လောက်တော့တစ်ချက်စောင့်လိုက်ရပါတော့စောင့်လိုက်ရတော့ activate လုပ်တာလေ office activate လုပ်တာလေချက်ပြီးသွားပါတော့ပြီးသွားပြီဆိုတော့ဒီမှာတစ်ချက်လဲငြိမ်သွားပြီဒီ existing ဆိုတဲ့အနေထားရောက်သွားပြီဆိုတော့ဒါအဆင်ပြေသွားတာပေါ့နော်အဲ့တော့ office activate လုပ်တာအဆင်ပြေမပြေကျွန်တော်တစ်ချက်ပြန်စစ်ကြမှာပေါ့နော်အဲ့တော့ဒါလေးတစ်ချက်ပိတ်လိုက်မယ်ငါ့ကိုဖွင့်ထားတယ်ပေါ့နော် excel တွေကို powerpoint ကိုပိတ်လိုက်မယ်ပြီးတစ်ချက်ပြန်ဖွင့်ကြည့်မှာပေါ့နော် activate ဖြစ်မှဖြစ်ကျွန်တော်ပြန်ဆန်းရမှာပေါ့နော်အကောင့်ဆိုတဲ့ဥစ္စာကိုစစ်မယ်ဆိုတစ်ချက်သွားကြည့်မယ်အကောင့်ဆိုချက်ပြန်ကြည့်ပါဒါဆို activate မဖြစ်သေးဘူးပေါ့နော်ကျွန်တော်တစ်ချက်ပြန်လုပ်ကြည့်ရမယ်နားတစ်ချက်စောင့်ရမယ်ဟုတ်တယ်အဲ့တော့ကျွန်တော်ဘောနော် activate တစ်ချက်ပြန်လုပ်ကြည့်တော့အဆင်ပြေသွားတယ်ဗောနော်အဲ့တော့ကျွန်တော် activate ဖြစ်မဖြစ်ကိုတစ်ခုပဲပြန်ပြဗောနော် PowerPoint တစ်ခုဖွင့်လိုက်မယ်ဖွင့်လိုက်ပြီး account ဆိုတာကြည့်မယ်ဒီမှာ product activated ဖြစ်သွားဒါဖြစ်သွားဗောနော်အဲ့တော့ကျွန်တော်ဘော Excel PowerPoint ကိုအဲ့ဒီတိုင်းပဲစစ်လိုက်တာအဆင်ပြေသွားပြီအဲ့တော့ Windows Office activate လုပ်တာတော့ပြီးသွားပြီအဲ့တော့ Windows activation ဆိုတော့ကျွန်တော်နှိပ်လိုက်မယ်ဗောနော် Windows activate လုပ်ကြမယ်အဲ့လဲအဲ့တိုင်းပဲဗောနော်ဒီအဝိုင်းလေးကလဲတဲ့ဥစ္စာရောက်သွားပြီဆိုတော့ကျွန်တော်ပြီးပြီဗောနော်အဲ့တော့ခဏတစ်ချက်စောင့်မယ်off window activate လုပ်တာလည်းချက်ပြီးသွားပြီဗောနော်ချန်ကြီးကအဆင်ပြေသွားပြီဒီမှာလည်း product activator successfully လို့ပေါ်ဗောနော်အဲ့တော့ကျွန်တော်တို့ window activate office activate လုပ်တာတော့ချက်ပြီးသွားပြီအဲ့တော့ကျွန်တော်တို့ window office activate ပြီးသွားတယ်ဘာလုပ်ကြမလဲဆိုတော့ဗောနော်ကျွန်တော်တို့window office activate လုပ်ပြီးတော့ကျွန်တော် font သွင်းရမယ် software font သွင်းပြီးတော့ keyboard ပါတစ်ခါသွင်းရမယ်ဗောနော်အဲ့တော့ကျွန်တော် font သွင်းဖို့အတွက် font တစ်ချက်ယူမယ်ဒီ laptop မှာတော့ကျွန်တော်ကkeyboard ကိုကတော့ဘောနော်ပြည်ထောင်စုပဲတစ်ချက်သုံးမယ်ဗောနော်ဒါ
ဒါမှမဟုတ်ဇော်ကြီးဘာလို့တက်ရလဲဆိုတော့တချို့ font တွေကြတော့ဇော်ကြီးလက်ရှိသုံးနေရဖြစ်တဲ့ကြောင့်ဇော်ကြီး font တွေကိုကျွန်တော်ဖတ်တဲ့အခါမှာမြင်လို့ရအောင်ပေါ့နော်ဇော်ကြီး font တွေကျွန်တော်တစ်ချက်ပြန်ထည့်ထားတာပေါ့နော်ပြန် insert ပြန်လုပ်ထားတာ font ကိုတစ်ချက်နှိပ်မယ် control on နဲ့နော်ဒါလေးကို select all တစ်ချက်နှိပ်ပြီးဆိုတာနဲ့ကျွန်တော်တို့ install ဆိုတဲ့ဥစ္စာလေးချက်နှိပ်လိုက်မယ်ပေါ့နော်အဲ့ရခဏတစ်ချက်စောင့်ရမယ်ပေါ့နော်ဒါလေးတစ်ချက် run တာတစ်ချက်တော့စောင့်ရမယ်အဲ့ရကျွန်တော်မြန်မာ TTF font ကိုတွင်းတာလည်းနည်းဘာမှမဟုတ်3-4 မိနစ်လောက်တော့တစ်ချက်ကြာသွားတယ်ပေါ့နော်အဲ့ရပြီးရနောက်မှာဆိုရင်ကျွန်တော် Unicode font ကျွန်တော်ထပ်တွင်းမယ် control A ပေးမယ် right click ထောက်လိုက်မယ် okay ပေးလိုက်မယ် install ဆိုတာတစ်ချက်နှိပ်လိုက်မယ်ခဏဒါလည်းတစ်ချက်စောင့်ရအောင်ပေါ့နော်ဘာလို့ဒီဟာဘာထပ်တွင်းလဲဆိုကျွန်တော်အဓိက Unicode သုံးမှာပေါ့နော်ဟို font နေရာကြတော့ font ကထောင်ကျော်တော့ပါပဲမှာကျွန်တော်တို့ကအဲ့ font ထဲမှာအဓိကဥစ္စာပါတဲ့ဥစ္စာကျွန်တော်တို့အဓိကဥစ္စာကိုကျွန်တော်သိပေါ့နော်သူတို့တခြား font တွေကအများကြီးပါနေရဆိုတော့ကျွန်တော်တို့အဓိက font ပြည်ထောင်စု font ဖြစ်တဲ့တော့ပြည်ထောင်စုကထပ်တွင်းရနေဖြစ်ပါတယ်အခုတော့ကျွန်တော်တွင်းတဲ့ MNTT font ဆိုလို့ရှိရင်ဟိုနော်ဒီ win researcher လို့ win ဟိုပါဘောနော် win in 1လို့ပါတယ်ပေါ့နော်အဲ့ဒါကျွန်တော် Unicode font တွင်းပါပြီဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ခုထပ်သွားမယ်ပေါ့နော် keyboard တွင်းပါပေါ့နော် keyboard တွင်းပါဆိုဒါမှkeyboard အဒီကပေါ့နော်ဒီမှာ2010နောက်ပြည်အောင်စု font office နောက်73ဆိုလို့ရှိရင်အကယ်၍ပေါ့နော်ကျွန်တော် office က16 19 73ဆိုလို့ရှိရင်ကျွန်တော်ဒါရွေးမယ်အကယ်2010ဆိုရင်ဒါရွေးပါပေါ့နော်ကျွန်တော်အခုက office ကနောက်19တွင်းတာတို့ကြောင့်ကျွန်တော်ဒါလေးရွေးပြီးတော့ install လေးချက်နေပါပေါ့နော်နိုင်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ခဏလောက်စောင့်ပါတော့စောင့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာ key man ပေါ့နော်အဓိကဒီကောင်တော့ font မှာပြီးပြီဆိုရင်ကျွန်တော် keyboard ပေါ့နော် keyboard ကို key man လေးချက်သုံးပါပေါ့နော် run ဆိုတဲ့ဥစ္စာလေးချက်နှိပ်လိုက်မယ်ရဆိုတဲ့ဥစ္စာလေးနှိပ်မယ်ပြီး install key man ပေါ့နော်တစ်ချက်နှိပ်မယ်ဒါကတော့ပေါ့နော်ဒီ laptop တော့သုံးဖို့အတွက်ကျွန်တော် keyboard install လေးလုပ်ပေးရပါ font အတွက်ကပြီးသွားပြီဆို keyboard လေးတော့ပေါ့နော်ခဏတော့တစ်ချက်စောင့်လိုက်မယ်ပေါ့နော်အဲ့တော့ keyboard လေးအတွက်လည်းတစ်ချက်ပြီးပြီပေါ့နော်ပြီးပြီဆိုတော့ကျွန်တော်တို့ keyboard ကို keyboard လည်းပြီးပြီ font သွင်းပြီအဲ့တော့ဟောအဓိကပေါ့နော် set လုံးမှာ software သွင်းမယ်ဆို outfit ရင်သွင်းမယ်ပြီးတော့ပေါ့နော်ဒီကျွန်တော် key font တွေသွင်းမယ်ပြီးတော့ keyboard သွင်းမယ်ပြီးတခြားပေါ့နော်လိုအပ်တဲ့ software ကျွန်တော်တစ်ခုချင်းစီမှန်းပြမယ်ပေါ့နော်ဒါပေမဲ့အကုန်လုံးတွေကို detail ကျွန်တော်မပြတော့ဘူးဒီ video လေးရှင်းသွားမှာဖြစ်ဆိုတော့ကျွန်တော်တခြား software တွေကိုပေါ့နော်ကျွန်တော်အထူးသဖြင့်အသေးသုံးလေးပေါ့နော်ဒီရုံးသုံး software တွေကို Acrobat ပေါ့နော်ဒါဆိုလို့ရှိပေါ့အဓိကကျွန်တော်တို့က file မှာ run မယ်ဆိုရင်ဒီ setup.exe ဆိုတဲ့ file ပေါ့နော် Windows မှာ exe file run တာပေါ့နော်အဲ့တော့အဲ့အကောင့်တွေ run မယ်တချို့ crap ပါ crap ထည့်မယ်ဒီမှာပေါ့နော် crap တစ်ချက်ထည့်မယ် copy ယူမယ် okay ပေးမယ်ဒါလေးက next နဲ့တွားလိုက်ရုံပဲပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့နော်အကုန်လုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီ file ပေါ်မှာ right click ထားပေးချမှာပေါ့နော်အကုန်လုံးကဘာမှတော့မခဲရင်အဓိကအကုန်လုံးလွယ်ကူနေရပဲပေါ့ဆိုတော့လေအဲ့တော့ Acrobat software လေး run တာပြီးသွားဖြစ်တော့ဒီ file လေးကကြာပေါ့နော် crack လေးတစ်ချက်ထည့်ပေးရမယ်ဘာဖြစ်လို့လဲဆိုတော့ crack ထည့်ပေးမှာပေါ့ဒီကောင်ရေးရှိကြသုံးလို့ရမှာပေါ့နော် PDF file သုံးဖို့အတွက်အဲ့တော့ ဒီ file ပေါ် right click ထောက်လိုက်မယ် right click တော့ open file location ဆိုတာနှိပ်မယ်ပေါ့နော်နှိပ်ပြီးပြီဆိုတော့ကျွန်တော်ဒီပေါ်မှာ paste ချလိုက်မယ်ပေါ့နော် control paste ချလိုက်မယ်ပြီးတော့ replace the file ပေါ့နော်အဲ့ဒီချက်နှိပ်မယ် continue ချက်နှိပ်လိုက်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော် continue တစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့တစ်ချက်ပေးလိုက်မယ်ဒါဆိုတစ်ချက်ပေါ့နော်သုံးလို့ရပါပြီပေါ့နော်အဲ့တော့ Acrobat software တစ်ချက်သုံးလို့ရပြီအဲ့တော့တခြား software တွေပေါ့နော်တခြား software ကတော့ဘာမှခင်းနေရမဟုတ်ဘူးဒီတိုင်းပေါ့နော် plan ဒီမှာပေါ့ကျွန်တော်တစ်ချက်စမ်းပြမယ်ဒီတိုင်းပေါ့ကျွန်တော် software သုံးလိုက်မယ်ဥပမာ Anita ဆိုရင် Anita နှစ်ချက်နှိပ်ပြီးတော့ step by step next နဲ့ပေါ့နော် run ပြီးတော့တွားလိုက်အောင်မယ်ဟောဒီမှာဆိုဒီမှာ create tool တော့တိတ်မရှိဘူးပေါ့နော် file တွေကို easy file တွေကိုဒါနှစ်ချက်နှိပ်ပြီးတော့ next နဲ့တွားလိုက်အောင်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာလိုအပ်တဲ့ software လေးကျွန်တော်သွင်းသွားလိုက်မယ်ပေါ့နော်ဒါပေမဲ့ detail လေးတစ်ခုချင်းစီသွင်းတော့ဒီ video မှာမပြတော့ဘူးအဲ့တော့ကျွန်တော် software သွင်းတဲ့ပိုင်းလေးအားသက်ပြီးသွားပြီပေါ့နော် software သွင်းသွားပြီးသွားပြီဆိုတော့ software အဓိကပေါ့နော်ကျွန်တော်တို့ကဒီပေါ့ကျွန်တော်သုံးတာတော့အများကြီးမသုံးဘူးပေါ့နော် browser တစ်ခုလာရယ် player တစ်ခုလာပြီးတော့ PowerPoint ပေါ့နော်ပြီးတော့ PDF software လေးရယ်ပြီးတော့ antivirus software လေးပေါ့နော်ဒီအနေချင်းတော့ပဲသုံးတယ်ဒါပေမဲ့အများကြီး software သွင်းနေတယ်ဆိုလို့ရှိရင်လည်းသွင်းလို့ရတယ်ပေါ့နော်တယောက်နဲ့ user တယောက်နဲ့မတူဘူးဆိုတော့အဲ့တော့ software သွင်းမယ်ဆိုလို့ရှိရင်အဓိကပေါ့နော်တချို့ file တွေဆိုလို့ရှိရင် setup file run ရတယ် setup ဆို Windows မှာဆို exe file ကိုတစ်ချက် run ရပဲပေါ့နော်အနေချုပ်လို့ရှိလို့ရှိရင် exe file run ရတယ် okay crash ရဆို crash နဲ့ပေါ့နော်တချို့key match တချို့ကပေါ့နော် key man နေနဲ့တချို့က key ကြံနေနဲ့လောက်တော့ဆိုလို့ရှိရင် key ကြံနေနဲ့တစ်ချက်သွားပြီးတော့ပေါ့နော်
ဒီ software install လေးလုပ်တာပေါ့နော်အဲ့တော့ software install လေးလုပ်တာပြီးပြီဒီဗီဒီယိုလေးကိုနှိမ့်ချုံနေနဲ့ပြောရမှာဆိုလို့ရှိရင်ပေါ့နော် Windows သင်ပြီးသားစက်တစ်လုံးမှာဆိုရင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီ Windows သင်ပြီးွားနဲ့ကျွန်တော်တို့ကဒီ ready ပေါ့နော်ဒီ set ကိုသုံးလို့မရသေးပါဘူးအဲ့တော့ set ကို ready သုံးဖို့အတွက်ပထမဆုံးအနေနဲ့ Windows သင်ပြီးသားစက်တစ်လုံးမှာပေါ့နော်ဒီ laptop မှာ driver တွေတစ်ချက်မောင်းရတယ်ပေါ့နော် driver မောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်ခုနကပေါ့နော်ဒီ disk PC ကို right click ထောက်ပြီးတော့show more option တောင်းပါတော့ manage ဆိုတော့နှိပ်လိုက်တာနဲ့ computer management ဆိုပေါ်ပေါ့နော်အဲ့မှာ device manager ကိုတစ်ချက်တောင်းမယ်အဲ့မှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ပထရှိမှာပြောထားတဲ့ဥစ္စာဆိုလို့ရှိရင် display ရဲ့ data အောက်မှာဆိုရင်သူနဲ့သက်ဆိုင်တဲ့ဥစ္စာကြီး driver တွေတစ်ချက်ပေါ့နော်ဒီတက်သိသွားပြီဒီ other driver တွေမှာဆိုလို့ရှိရင်လည်းဟိုအဝါရောင်ဆိုလို့ရှိရင်ဒီတက်မသိဘူးနော်အခုဒီမှာဒီတက်သိသွားလို့အကုန်ပြတာပေါ့နော်အဲ့တော့ဒီအရင်ဆုံး driver တွေ Windows Terminal စတစ်လုံးမှာအရင်ဆုံး driver တွေမောင်းရမယ်မမောင်းအောင်ဆိုတာတစ်ချက်စစ်မယ်ပြီးတော့ဒီ Windows ဒီပေါ့နော်ဒီအကယ်၍ error ရှိတယ်ဆိုလို့ရှိရင်ပေါ့နော် keyboard ဆိုလည်း keyboard mouse ဆိုလည်း mouse touchpad ဆိုလည်း touchpad ကျွန်တော်တစ်ချက်စစ်မှာပေါ့နော်စစ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော် driver တစ်ချက်မောင်းရမယ်မောင်းပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော် driver installation တစ်ချက်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကဒီပေါ့အဓိကဒီ laptop တစ်လုံးမှာသုံးဖို့အတွက် software တစ်ချက် run မယ်ပေါ့နော်အကုန်လုံးပြီးသွားပြီဆိုတာနဲ့ software run ဖို့သုံးပြီးသွားပြီသုံးမယ်already သုံးဖို့အဆင်ပြေပြီဆိုတာနဲ့ကျွန်တော်တို့ပေါ့နော်ဒီ right click ထောက်ပြီးတော့ဒီ touch bar မှာ right click ကို touch manager နဲ့တစ်ချက်သွားမယ်သွားပြီးပြီဆိုတော့ touch manager တစ်ချက်နှိပ်ဖွင့်လိုက်တော့ပေါ့နော်အဲ့မှာကျွန်တော်တို့ကပေါ့နော်ဒီမှာအဓိကဒီကိုသွားမယ်ဒီအောက်ထဲကိုတစ်ချက်သွားမှာပေါ့နော် set as ဆိုတာအဲ့မှာကျွန်တော်ပုံမှန်ဆိုလို့ရှိရင် uneven ပေါ်နေဒီလို uneven ပေါ်နေရဆိုရင် Windows တက်လာတယ်ဆိုလို့ရှိရင်ဒါကြီးဒီ software တွေပေါ့နော်ဒီ Adobe တို့ Anytech software တို့ Windows တက်လာတယ်ဒီအပေါ်မှာတန်းပေါ်နေပါတော့အဲ့လိုမလို့ချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့က uneven ဖြစ်နေဥစ္စာကို disable ပြောတာဒီမှာဆိုကျွန်တော် disable လုပ်ထားပါတော့အဲ့ဆိုလို့ရှိရင်ဒါကတော့ပေါ့နော် Windows Terminal စက်တစ်လုံးမှာပေါ့နော်နောက်ဆက်တွဲအနေနဲ့ဘာတွေတစ်ချက်လောက်ကမလဲဆိုတဲ့ဥစ္စာကိုတစ်ချက်ရှင်းပြပေးသွားတာဖြစ်ပါတယ်။တင်လို့အနေနဲ့ပေါ့နော်အနေနဲ့ပတ်သက်ပြီးတော့တစုံတရာကိုညီလိုအပ်ပါကကျွန်တော် trust me အနေစာပေးမယ်ကကိုညီဆောင်ပေးနေပါတယ်ခင်ဗျာ။အားလုံးပဲမင်္ဂလာရှိသောနေ့တစ်ဖြစ်ပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။